အင်ကြီးအိမ်ကောင်းဆိုတာဒါမျိုးမှပြောတာเนาะ downtown area မှာ Royal Classic ကိုအင်ကြီးအိမ်ကောင်းနဲ့နေခြင်းတယ်ပြီးရင်ကျွန်တော်ပြည်ဦးလွင်မျိုးရဲ့အဓိကလမ်းမကြီးဖြစ်တဲ့ဒါကန်တော်ကြီးကိုသွားတဲ့ဒါမြို့ပတ်လမ်းတကွမ်းကုန်းမှာရှိတဲ့အင်ကြီးဖြစ်တယ်เนาะအင်ရဲ့အနေထားကတော့ structure ကတော့တော်တော်ကြီးကိုကြီးတယ်ဒူးတွေလည်းကြီးတယ်ပြီးတော့ Royal Classic ကိုကျွန်တော်ထိုးထားတဲ့ကျိုးတွေပါနေနဲ့တော်တော်လေးကိုလှတယ်လို့ပြောလို့ရတယ်အိမ်ကြီးเนาะနေရာကလည်းကျွန်တော် Maple Villa Morning Breeze ဆိုဒူတိုင်းတည်တဲ့နေရာရှေ့ကိုထွက်လိုက်တာနဲ့ကျွန်တော် Tea Pro ရှိမယ်ပြီးမှခိုင်ခိုင်ကျော်ထမင်းဆိုင်ရှိတယ်နော်မီလန်တို့ဘာလို့စားတောက်ဆိုင်တွေဘားတွေ restaurant တွေလုံးဝ prime area ဗျာမြို့ရဲ့အချက်ချကြတဲ့နေရာမျိုးမှာအင်ကြီးအိမ်ကောင်းနဲ့နေကျင်နေဆိုရင်တော့ဒီကြီးကိုကျွန်တော် recommend ပေးခြင်းတယ်ဒီကြီးရဲ့မျက်နှာစာကကျွန်တော်45ပေနောက်ကိုပေ60ရှိတယ်အိမ်ရဲ့ square feet ကတော်တော်ကြီးတယ်40 43ကိုနှစ်ထပ်ခွဲစောက်ထားတာနော်မာဆာဘရွန်4ခန်းရိုးရိုးတစ်ခန်းစုပေါင်း5ခန်းပေါ့ဗျာအဲ့တော့ကျွန်တော်ဒီကနေထွက်ချင်းဆိုတော့မြို့ပတ်လိုင်းကိုတန်းရောက်မှာဖြစ်တယ်မြို့ပတ်လိုင်းရဲ့တကွန်းကုန်းဖြစ်တယ် Maple Villa Morning Freeze တဲ့မှာနော်ဒူးတယ်ကြီးမမနဲ့ထိရှိနေတာဒီအိမ်တစ်လုံးပဲရှိသေးတယ်โอเคအဲ့ဒါဆိုရင်ဒီကြီးမှတော့ဘာတွေပါလဲဆိုတာကိုကျွန်တော်အသေးသေးလိုက်ပြမယ်လိုက်ကြည့်အောင်ဒါကတော့ကျွန်တော်တို့မြင်ရမှာတော့အုတ်တိုင်းပေါ့နော်အုတ်တိုင်းဆိုမေပယ်ဗီလာဖြစ်တဲ့အတွက်ကြောင့်ဒီမှာမေပယ်ရွယ်လေးတွေနဲ့နော်အဲ့ဒီဒီဇိုင်းတွေတွေ့ရမယ်ပြီးရင် brace sujo နှစ်ထပ်တင်ထားတယ်အဲ့မှာတော့ runner တွေမီးဆိုင်နေနဲ့နော် Royal Classic ကိုတော်တော်ခန်းခန်းနာနာကြီးကိုစောက်ထားတဲ့ပုံကိုတွေ့ရတယ်ဒီဘက်ချမ်းမှာဆိုရင်ကျွန်တော် car parking area မှာဆိုရင်ကျွန်တော်ကားအကြီးတစ်စီးရမှာပေါ့နော်အဲ့ဒီမှာလက်ရှိထိုးထားတာတော့ဒါ Range Rover Evoque နော်အဲ့ကောင်ထိုးထားတယ်ပြီးရင်အောက်မှာလည်းကျွန်တော်ဒါ concrete ဒါ puffy block တွေပေါ့နော်အဲ့ဒါတွေခင်းထားတယ်နော် car parking area ဆိုလည်းလုံးဝအမြင့်ကြီးပဲ height ကနော်အဲ့တော်တော်ကြီးကိုကောင်းတယ်ဗျာအဲ့တော့ကျွန်တော်တို့ပြည်ဦးလွင်မှာနော် downtown area မှာအိမ်ကောင်းကောင်းနဲ့နေခြင်းနဲ့ဆိုရင်တော့ဒီအင်းတော့လာကြည့်တယ်နဲ့ဗျာကဲဒါကတော့ကျွန်တော် car parking မှာကားထိုးမယ်ပြီးရင်ဒီဘက်ကိုဝင်မယ်ဒီနေရာမှာတော့ပန်းနေပါလိမ့်နဲ့အလှဆင်ထားတဲ့ဒါ area လေးတွေ့ရမယ်နော်ဒီမှာဆိုစင်ဝင်တိုင်ကြီးကိုကြည့်လိုက်လုံးဝ heavy အကြီးကြီးတူးနဲ့တဲနဲ့နော်အိမ်ထဲကိုဝင်လိုက်တာနဲ့ကျွန်တော်အဲကန်းရဲ့ခန်းနာမှုတွေ elegant ဖြစ်မှုတွေအဲ့ဒါတွေကိုတွေ့ရမယ်โอเคဒါတော့ကျွန်တော်အိမ်ကိုဝင်တဲ့တက္ကမကြီးကိုလည်းဒီလိုအဝိုက်တွေအခုံးတွေကျွန်းထုအထူကြီးတွေနဲ့အဲ့ဒါမျိုးတုံးထားတယ်သူ့မှာတော့ဒါဒီအိမ်ရဲ့ theme ကတော့ဗျာနော်ဘယ်လိုပြော vintage ဆန်ပေါ့နော်အဲ့လိုဒါအညူဖောက်ထားအဲ့လို color မျိုးတုံးပြီးတာနော်အောက်မှာတော့ B9 floor တွေတွေ့ရမယ်โอเคအဲကန်းနဲ့ဝင်ကြည့်အောင်နော်အဲကန်းထဲမှာဘယ်လိုတွေတုံးထားလဲဘယ်လောက်ထိခန်းထားလဲဆိုတာပထမဆုံးမြင်ရမှာတော့ဒီမှာဆိုဖာတွေပေါ့နော်ဆိုဖာတွေချီချင်းသားနဲ့ဆိုဖာတွေတွေ့ရမယ်ပြီးရင်မီးဆိုင်ကိုနှစ်ခုခွဲထားတယ်ဒီ entrance မှာတစ်ခုဒီဘက်မှာ central မှာတစ်ခုပေါ့နော်နှစ်ခုခွဲထားတယ်အဲဒီမှာ marble ဟို table ပေါ့နော် marble table marble ကြောက်စပွဲနဲ့နော်ဒီမှာမိသားစုနဲ့ဧည့်သည်တွေပိုင်းတွေ့ဖို့နော်အခန်းဌာနနဲ့တွေ့ရမယ်ဒါတော့ TV cabinet ကြီးပေါ့နော်ဒါအလှအနေနဲ့ထားလို့လည်းရတယ်ဘေးမှာလည်း box တွေပါတယ်ပေါ့နော်ပြီးရင်ဒီမှာရှေ့မှာတော့ Leica တွေနှစ်ထပ်တွေသုံးထားတာတွေ့ရမယ် premium grade တွေသုံးထားတာတွေ့ရမယ်โอเคအဲကန်းပြီးရင်နောက်ထပ်ဘာတွေရှိမလဲဆိုထပ်ပြမယ်ကျွန်တော်ဒီဘက်ချမ်းမှာကြာတော့အိမ်ရဲ့ဒါကြက်တီဆောင်ပေါ့နော်လှေကားကြီးနော်လုံးဝဟိုမှာ vintage ဆန်ပေါ့နော်စေးရောင်ကစားပြီးတော့ Royal Classic ဘက်ကိုသွားမဲ့အယောင်မျိုးတွေသုံးပေးထားတယ်အဲ့မှာလှေကားရဲ့အယောင်ကိုလည်းကြည့်အောင်ဒါ natural woof ပေါ့နော်ကျွန်းရောင်မဟုတ်ဘဲနဲ့ဒါကျွန်းအညူဘက်ကိုသွားတဲ့ကာလာမျိုးတွေကိုသူရွေးသုံးထားတယ်လှေကားကြီးကဒီလိုကွေ့ပတ်ပြီးတက်သွားရမယ်တော်တော်ကြီးကိုခန်းနာတဲ့ look ကိုရတယ်ပေါ့နော်အဲ့တော့အောက်ထပ်မှာကကျွန်တော် Marshall Baron ကတခန်းယူတခန်းပါမယ်နော်โอเคလိုက်ကြည့်အောင်ဒါကတော့ဧည့်သည်တွေလာရင်ကျွန်တော်တို့ဒါပုံရီချူကအိမ်သာသုံးရမယ်ပုံရီချူကအိမ်သာတွေမှာလည်းကောင်တာဘေးစင်တွေပါတယ်အကုန်လုံးပေါ့နော်ရှာဝါတွေရောရေဘူးရေးဆက်တွေရောပါတယ်ကဲဒီဘက်မှာ kitchen ပေါ့နော် kitchen ကိုကျွန်တော်တို့ဒါ modern furniture တွေကိုသုံးထားတယ်နော်ဒီမှာဘာကောင်တာပါမယ်ဒီမှာခွက်တွေရောဒီမှာဝိုင်ခွက်တွေရောပါလို့တွေ့ရမယ်ပြီးရင်ဒီမှာကတော့ဒါပကံဆေးရဲ့အစင်ပေါ့နော်နှစ်ကန်ခွဲထားတယ်ပြီးရင်ဒီမှာအပေါ်မှာကြွေပြားကတ်ထားတယ်ပေါ့နော်ဒီမှာအညောက်ဆော့ဆက်ဒီဘက်ချမ်းမှာကတော့အကုန်လုံးဒါ coffee ဖြော်တဲ့စက်တွေပါတယ်အကုန်လုံးထားလို့ရတယ်ပေါ့နော်ဒီမှာတော့ရေခဲတက်တာပေါ့နော်အဲ့တော့တော်တော်လေးကိုစုံတယ်လို့ပြောလို့ရတယ်ဒီဘက်မှာပြကျင်တာကတော့ကျွန်တော်တို့ဒါ dining area ပေါ့နော် dining area မှာဆိုလဲခုံလေးတွေကစပြီးတော့တော်တော်ကောင်းတယ်ဗျာပစ္စည်းတွေလည်းကောင်းတယ် light ဖက်တယ်ပေါ့နော်အတွဲညီတယ် match ဖြစ်တယ်အဲ့လို color မျိုးတွေသုံးထားတာတွေ့ရတယ်အဲဒီမှာအပေါ်မှာဆိုမီးဆိုင်နဲ့ဒါ dining table တွေ့ရမယ်ပေါ့နော် okay အဲ့ဆိုဒီထက်မှာရှိတယ် Marshall တခန်းရိုးတခန်းအောင်လိုက်ပြMarshall Baron ဖြစ်တယ်ရေချူကန်ကိုတစ်ချက်လောက်ပြလိုက်ရေချူကန်မှာဆိုလည်းပစ္စည်းတွေပေါ့နော်ကောင်းတာတွေတုံးထားတယ်ဒီမှာ shower တွေပါရစားပြီးရင် tower rest တွေပါတယ်ပေါ့နော်အကုန်လုံးပါတယ်ဒါကတော့အောက်ထပ်မှာရှိတယ် Marshall Baron နော်ဒီ Marshall Baron က73ပေဒီလူကကျွန်တော်12ပေဒီလူကတော့15ပေလောက်ရှိမှာကျေတယ်ပေါ့နော်သူလည်းမှာမီးဆိုင်နေပါတယ်နဲ့အဲ့ဒါမျိုးတုံးတယ်ဒီမှာ wardrobe ပေါ့နော်ဒါဝတ်စားတွေပါတိမ်ဖို့အတွက် wardrobe ပါမယ် okay အဲ့ဒါဆိုရင်နောက်ထပ် single baron သွားကြ
ဒါကတော့ standard baron လေးဖြစ်တယ် standard baron အခြေကတော့10ပေ12ပေ12ပေပတ်လက်လောက်ရှိတယ်နော်ဒီကောင်လေးလည်းခံဖို့နေမစိုးပြီးရင် तू ကဒီလိုနန်ရံမှာပေါ့နော်ဒါကတင်ကောင်းရင်မှာပလက်ပေါက်တွေထားပြီးထားတယ်ပြီးရင်ဒီလို wash ကပ်ပြီးထားတယ်နော်အလှပေါ့နော် okay အဲ့ဒါဆိုရင်အပေါ်တက်အောင်ကဲဒါဆိုရင်တော့ကျွန်တော်တို့အပေါ်တက်တက်ကြည့်ကြပါမယ်နော်ပေါ်တက်မှာဘာတွေရှိလဲပေါ့လေကားကတော့တော်တော်လေးကိုဒါအနည်းနေရောအကြော်တွေရောကောင်းတယ်ပေါ့နော်ပြည်တယ်ကန်ရတဲ့ hand feeling လဲကောင်းတော့ဗောဗျာကျုံတုံးကြီးကိုကန်နေရတာနော်ကဲအပေါ်တက်မှာကျွန်တော်တို့တက်တဲ့ချင်းတွေ့ရမှာဒီဒါဖျားကန်း area ကြီးဖြစ်တယ်အပေါ်တက်ကကျွန်တော်တို့ central area ကိုအပြည့်ယူထားတယ်ဗောနော်စတင်ကြောင်ဆင်းလူတော်ကြီးလည်းကတ်ထားတယ်မှာမီဆိုင်လှလိုက်နေဆိုတော်တော်ကြီးကိုတက်ပယ်တယ်လို့ပြောလို့ရတယ်ဗျာအဲ့ဒီမှာကျွန်တော်တို့အပေါ်တက်မှာကမာရှာဘရုံးကစုစုပေါင်း3ခန်းပါတယ်ဗောနော်ဒီမာရှာဘရုံးကိုအရင်ဆုံးပြမယ်နော်ကဲဒါကတော့မာရှာဘရုံးအခန်းကျယ်ဖြစ်တယ်နော်မယေရှုကလည်းမသုံးထားတဲ့ဟာတွေပစ္စည်းတွေအကုန်လုံးကောင်းတယ်ဗောနော်ဒါဒီဘက်မှာတော့အပြင် runner ကိုဒါထွက်လို့ရတယ်အခန်းဖြစ်တယ်ဗောနော်ဒီအခန်းကတော့လိုက်ကားလေးတွေဖွင့်ပြီးတော့ထွက်လာရတော့မီးဆိုင်နဲ့နော်ဒီကောင်ကတော့နည်းနည်းလေးတော့တတိထားမှာထွက်ရမှာဆိုမီးဆိုင်ကိုလုံးဝအရှိကြီးကိုချထားအောင်နော်အဲ့တော့ Maple Villa Money Freeze ဖြစ်ပါတယ်တော်တော်လေးကိုနေရာကောင်းတဲ့နေရာဖြစ်ပါတယ်ဗျမာရှာဘရုံးအခြေကြီးကိုပြမယ်နော်အဲဒီကောင်ကတော့မာရှာဘရုံးအခြေကြီးဗျနော်မာရှာဘရုံးနဲ့မှာ6ပေ6ပေခွဲကတင်ကိုဆိုဖာကတင်ကိုလွတ်လွတ်လပ်ထည့်ထားတယ် site တွေပဲပါမယ်နော်ဒီဘက်မှာဆိုရင်တော့ wardrobe တွေပါတယ်နော်မမှန်တင်ကုန်တွေပါနေတွဲထားတာပေါ့နော်အကုန်လုံးအဆက်လိုက်ပါတယ်အခြေကြီးပဲဒီကောင်ဆို20နဲ့မှ8ပေလောက်ရှိတယ်ဒီလိုအလျားရတယ်နိနောက်တစ်ခါလည်းအခြေကြီးပဲနော်မာရှာဘရုံးနေအခန်းကိုလုံးဝအခြေကြီးတွေရှေ့ကြီးတွေဖြစ်ပါတယ်ဗျမာရှာဘရုံးနဲ့မှာတော့အဓိကကဒီကတင်နေပေါ့နော်ကတင်နေဆိုရင်တော်တော်လေးကိုဒါကာလာမတ်ဖြစ်ပြီးတော့တော်တော်လေးကိုလှတယ်သူယူထားတဲ့အယူဆတွေမှာပလက်ခုံတွေဒီဘက်မှာပီပါတွေရောပီပါတွေကပ်ပြီးတော့ဒီဇိုင်းဒါဆွဲထားတာဆိုတော့တော်တော်လှတယ်လို့ပြောလို့ရတယ်နော်ပြီးရင်ရှိတဲ့မှာကျွန်တော်ပဒင်းအကြီးတွေထည့်ပြီးထားတယ်ဗောနော်အဲဒီမှာ partition လေးလောက်ထားတယ်ဒီမှာထိုင်ရင်လည်းထိုင်လို့ရတယ်ဒီမှာအဝတ်စားလဲစင်လည်းလဲလို့ရတယ်ဗောအားလုံးနေရာလေးထားထားတယ်โอเคဒီမှာရေချိုးအိမ်သားလေးတွေပြမယ်နော်ဒီခန်းကတော့ရေချိုးအိမ်သားတော့ပုံမှန်ပဲဗောနော်အကျယ်ဝန်းရပုံမှန်ပဲရေဘူးရေစက်တွေကခန်းတိုင်းမှာတတ်ထားတာကျွန်တော်တွေ့ရတယ်ဒီဘက်ကရေချိုးအိမ်သားလေးပြမယ်နော်ဒီရေချိုးအိမ်သားကတော့ကျွန်တော်ထင်တယ်အကျယ်ဆုံးဖြစ်မယ်နော်ဒီမှာဆိုရင်ကောင်တာဖေးစင်ပါမယ်ရှောင်းဝါပါမယ်ရေချိုးကိုအမှန် partition နဲ့ရေချိုးပါမယ်ဗောနော်အကောင်လုံးဒါစီးကြတယ်ဗောနော်ဝင်ရင်အိမ်သားတက်ဟိုမှာရေချိုးဗောနော်ကျွန်တော်တို့အပြင် runner လေးရှိတယ်ဗောနော်အဲ့ဒါလေးလည်းပြမယ်ဒါကတော့ကျွန်တော်တို့ဒါဖျားဒါတောက်ရည်ကွက်စီးတာတို့ဗောနော်ပြင်ဖျားပတ်ငတ်တာဟိုလောက်လို့ရတယ်ဒါဘေစင်လေးထုတ်လာတယ်အပေါ်မှာ roofless ရှိသေးတယ် roofless ကိုသွားမယ်နော်ဒါကတော့ roofless area ဗောနော် roofless area မှာကျွန်တော်တို့မှာခုံတွေပါထိုင်ပြီးတော့ခုံတွေပါချပြီးတော့ထိုင်လို့ရတဲ့နေရာမျိုးပါတယ်ပြီးရင်ဒီဘက်ချမ်းမှာရှိတဲ့ဒါပြေဦးလွင်မြို့ရဲ့ downtown area ကိုမြင်ရတယ်ကျွန်တော်ဈေးဆိုလဲသွားမယ်ဆိုရင်လည်းဒါ2မိနစ်3မိနစ်ဆိုရောက်တယ်မြို့မှာဈေးယူတကယ်ကိုနေရာကောင်းဖြစ်တယ်နော်ကန်တော်ကြီးနဲ့လည်းတစ်ဆက်တည်းဖြစ်တယ်မြို့ပတ်လန်ကိုတကွန်းကုန်ဖြစ်တယ်နော်ဒီနေရာမှာစိုင်းကြီးစိုင်းကောင်းနေအကုန်ရှိတယ် central area ပေါ့နော် prime area လို့ပြောလို့ရမှာအဲ့လိုနေရာမှာရှိတဲ့အိမ်တစ်လုံးကိုအခုရောင်းချပေးမယ်စင်းတော့3200ညှိနှိုင်းဖြစ်တယ်ဗျာဒီကြီးကိုကြည့်ကျင်နေကြိုက်တယ်ပြေဦးလွင်ရဲ့ downtown area မှာအိမ်ကောင်းကောင်းနဲ့နေကျင်တယ်ဆိုလို့ရှိရင်တော့ဒါကြီးကိုလာပြီးတော့လေ့လာစင်ကြပါတယ်ဟုတ်ကဲ့မင်္ဂလာပါကျွန်တော် drama ကကိုဆိုင်းဖြစ်ပါတယ်ဗျာ